ဒီသူရဲကောင်းကတော့ကြောက်စရာကောင်းတဲ့ငကားကြီးကိုဖမ်းဆီးပြီးဖရင်ကြီးစီကိုဂုံယူဝန်းကြွားစွာနဲ့ဆက်တက်ခဲ့ပါတယ်ဆုလက်တွေရတော့မယ်ဆိုပြီးသူတော်တော်လေးကိုပျော်နေတာပါဒါပေမဲ့ဖရင်ကြီးကတော့စုပေးဖို့နေနေတာငကားကိုပြတင်းပေါက်ကနေအောက်ကိုပစ်ချလိုက်ပါတယ်သူတကယ်လိုချင်တာကဂျိုးတစ်ချောင်းပါတဲ့ငကားမျိုးဖြစ်တယ်လို့ဆိုပါတယ်သူရဲကောင်းခတ်မြလည်းငကားရင်းကိုပြန်သွားပြီးဖရင်ကြီးလိုချင်တဲ့ဂျိုးတစ်ချောင်းပါငကားကိုရှာဖွေပြီးပြန်လာခဲ့ပါတယ်ဒါပေမဲ့ဖရင်ကြီးကတော့စိတ်မကျေနပ်နိုင်သေးပဲနာခေါင်အပေါ်မှာဂျိုးပါတဲ့ငကားကိုမှလိုချင်တယ်လို့ထပ်ပြောပြန်ပါတယ်အလုတ်အကျွေးပြုသူရဲကောင်းလည်းအမောတကောနဲ့ငကားရင်းကိုပြန်သွားပြီးဖရင်ကြီးအလိုကျနာခေါင်းပေါ်ဂျိုးပါတဲ့ငကားကိုထပ်ယူလာပေးပါတယ်ဒါပေမဲ့အလိုရမက်ကြီးတဲ့ဖရင်ကြီးကတော့အဆွဲရှည်ရှည်နှစ်ချောင်းပါတဲ့ငကားကိုမှလိုချင်တယ်လို့ထပ်မံအမိန့်ပေးလိုက်ပါတယ်ဒီလိုနဲ့သူရဲကောင်းဟာဖရင်ကြီးစိတ်တိုင်းကြအောင်အမျိုးမျိုးသောငကားတွေကိုတကောင်ပြီးတကောင်ရှာဖွေပေးခဲ့ရပါတယ်ဒါပေမဲ့ဘလို့ပဲလှုပ်ပေးဖရင်ကြီးကတော့တစ်ခုပြီးတစ်ခုအဖြစ်ရှာပြီးညင်းပယ်နေတော့ပါပဲနောက်ဆုံးမှာတော့သူရဲကောင်းဟာတကိုယ်လုံးတန်ရာတွေနဲ့ချက်ဝတ်တန်စာတွေတောင်ပျက်စီးနေတဲ့အထိစ조사ပြီးငကားစမ်းကြီးတကောင်ကိုယူလာပေးခဲ့ပါတယ်ဒီတစ်ခါတော့ဖရင်ကြီးကသဘောကျသွားပုံရပါတယ်ဒါပေမဲ့ခဏအကြာမှာတော့ဖရင်ကြီးကသူ့ရဲ့အကျင့်အတိုင်းနောက်ထပ်ပုံစံတစ်ခုကိုထပ်ပြပါတယ်သူတကယ်လိုချင်တာကအစိမ်းရောင်မဟုတ်ပဲအနီရောင်ကားဖြစ်တယ်လို့ဆိုလိုက်တဲ့အခါမှာတော့သူရဲကောင်းလဲတေးမခံနိုင်တော့ပဲဒေါသတွေပောက်ကွဲသွားပါတော့တယ်နောက်ဆုံးမှာတော့ဖရင်ကြီးကိုယ်တိုင်သူပစ်ချခဲ့တဲ့ငကားပုံကြီးပေါ်ကိုပြန်ရောက်သွားပါတော့တယ်